မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားပေးမယ့်ကျမ်းမာရေးဘုဒ္ဓအကြောင်းအရာလေးကတော့မျက်ရည်ပူကျတာမျက်စိကျိန်းဆက်တာတွေကိုအိမ်မှာနေရင်ဘယ်လိုကုသမလဲဆိုတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာခုတလောမျက်လုံးတွေပူပြီးမျက်ရည်ပူတွေကျနေလားဖုန်းတွေကွန်ပျူတာတွေကြည့်ရတာများပြီးမျက်စိကျိန်းဆက်နေပြီလားဒါဆိုရင်တော့ကျွန်တော်အခုပြောပြသွားပေးမယ့်နည်းလမ်းလေးတွေကိုဒါလိုက်လုပ်ပေးပါခင်ဗျာပထမဆုံးနည်းလမ်းလေးကတော့မျက်စိအေးအောင်လုပ်ပေးပါတခွားတီးစိတ်လေးတွေဒါမှမဟုတ်ရေခဲရေစိမ်ထားတဲ့ခွန်းစာလေးတွေကိုမျက်ခုံပေါ်မှာ10မိနစ်လောက်တင်ထားပေးပါဒါကမျက်လုံးပူတာကိုချက်ချင်းသက်သာစေပြီးတွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်နောက်တစ်ချက်ကတော့မျက်တောင်ခတ်ပါမျက်စိကျိန်းတာကတကယ်တော့မျက်ရည်တွေခြောက်သွေ့လို့ဖြစ်တာများပါတယ်ဒါကြောင့်ဖုန်းကြည့်နေရင်သတိရတဲ့အချိန်တိုင်းမျက်တောင်ခတ်ပေးပါဒီလိုမျက်တောင်ပုံမှန်ခတ်ပေးမယ်ဆိုရင်မျက်လုံးအတွက်တဘာဝအဆိုးဓာတ်ထိမ့်ပေးနိုင်ပါပြီနောက်တစ်ချက်ကတော့20-20-20နီလန်းကိုအသုံးပြုပေးပါမျက်လုံးကြောင်းနေပြီဆိုရင်မိနစ်20ကြာတိုင်းပေ20အကွာကိုစက္ကန့်20လောက်ကြာအောင်လှမ်းကြည့်ပေးပါဒါဟာမျက်လုံးကြွက်သားတွေကိုပြေလျော့စေပြီးမျက်စိညောင်းတာတွေကိုတက်တာစေပါတယ်ခင်ဗျနောက်ဆုံးချက်ကတော့ရေများများတောက်ပေးပါခန္ဓာကိုယ်ကရေဓာတ်ပြည့်ဝနေမှမျက်ရည်ထုတ်လုပ်မှုမှန်ကန်ပြီးမျက်လုံးအေးမြနေမှာဖြစ်ပါတယ်။သတိထားမှာတစ်ချက်ကတော့ရပ်ပိုင်းအတော်ကြာကြီးလုံးဝမတက်တာဘူးဆိုရင်တော့ဒီဇက်ရာမျက်စိဆရာဝန်တွေနဲ့မဖြစ်မနေပြတ်တာတင်ပါတယ်။မျက်လုံးဆိုတာလူတစ်ယောက်ရဲ့အသက်ပါပဲ။အားလုံးပဲကျန်းမာရှင်လန်းကြပါစေခင်ဗျာ။